အောက်လေးအမှန်ထင်တာပြည်ရင်စရာကိကြတသိရမှာဤကမှာပဲမကြာကိုရုလက်မပြလို့တသိရတယ်ဒီမှာတန်ကားအပန်းအားရစွန်းတော့ဒီတခါကိုရုလက်မပြလို့တသိရတယ်ဒီမှာခင်ဗျာတန်ကားအပန်းအားရစွန်းတော့ဒီတခါမရှိနွမ်းပါတော့လူတွေကိုထိတ်ကားစားကြပါတောက်ကြပါထင်တယ်လို့ပါလူမပတနာစုနဲ့တာရုဒီမေတို့မရွှေဘူးလေးရောပစ္စည်းတွေကမရှာစပါရွှေဝေရတနာဝေဘူးလေးရောပစ္စည်းတွေကမရှာစပါရွှေဝေရတနာအတူမေကရှင်းပြမဝိဟာရတော်ကြောင့်နဲ့စရတဲ့ကြောင့်ဒီစင်စရာတွေကိုသာကြည့်ဆိုင်ရပြီမှာလုံလောက်ပင်ဝဲအားဒီတရားကျော်စေစစ်တွေနဲ့ရွှေငါတို့ပြတဲ့ထုံလုံလောက်ပင်ဝဲအားစေရီပထိုးတော်ရီဖူးကြီးချင်းလို့လားကဘာပေါ်မှာရှောက်ပါလို့နဲ့လောက်လူမစေရီတော်ပထိုးတော်ရီဖူးကြီးချင်းလို့လားကဘာပေါ်မှာရှောက်ပါလို့နဲ့လောက်လူမဘောတော့ကားဆိုရတာကြွေလူရှာအိမ်ပါလူလိုရောက်ပြီးဘောတော့ကားချင်းဆိုရတာကြွေလူရှာအိမ်ပါလူလိုရောက်ပြီးအနီးမှာကြော်တာအဝေးမှာကြော်တာတထင်းပြင်းတထင်းရောယူမနဲ့ကြည်ရစတိရမလာလျာဘာကအချွတ်ထူကြီးစတိတီပေးပါလူဤဖေယာသာသနာတရားနာဧကံပြရီရောမှာဖြစ်ရပါစေမှန်ပေမချစေတနာစိတ်ရင်ကြိုင်တာဘလွဲဘလွဲဝေလေသူချင်နာမရှိတဲ့သူချင်နာဝေလေသူတထင်းဖြစ်ကြမှာပဲစိတ်ချဒိဋ္ဌာယုံကြည်ပါရွှေဘူးလေးရောပစ္စည်းတွေကမရှာစပါရွှေဝေဒနာဝေဘူးလေးရောပစ္စည်းတွေကမရှာစပါရွှေဝေဒနာအတူပြီးတော့ရှင်းပြမှာဝိမာနတော်ကြောင့်နဲ့စရတဲ့ကြောင့်စင်စရာတွေကိုသာကြည့်ဆိုင်ရပြီမှာဆိုတာဟာတိတ်ရမြစ်တုံပြည့်ပြည့်တော့ဘုဒ္ဓမရာကြီးမှာစီဝါနဲ့တက်ကြလေးရောကလူဆိုတာဟာတိတ်ရမြစ်တုံပြည့်ပြည့်တော့ဘုဒ္ဓမရာကြီးမှာစီဝါနဲ့တက်ကြလေးရောကမနော
စပါရွှေငွေရတနာဝင်းဝင်းရောပစ္စည်းတွေကမရှာစပါရွှေငွေရတနာအလူပေးပါရှင်ပြုသွားဝိမာနတော်ကြောင့်နဲ့ဇေယျတစ်စောင်းပြင်စင်စရာတွေကိုသာတယူဆိုင်ရပြီမာကုလုံးကြောင့်ချင်းမြင်ကြတဲ့